ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာပရိသတ်တွေကိုပြောပြပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စိတ်မိသားစုနဲ့ဝင်ပလွေးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်ဟိုးရှိတုန်းကစိတ်တကောင်နဲ့သူ့ရဲ့ကလေးတွေကအလွန်လန်းဆန်းသားရတဲ့တောအုပ်လေးထဲမှာနေထိုင်ခဲ့ကြပါတယ်သူတို့မိသားစုမှာတစ်သားအိမ်လေးတစ်အိမ်ရှိပြီးတစ်ပင်တွေအုပ်နေတဲ့တောအုပ်လေးမှာစိတ်ကလေးတွေကအမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့ဆော့ကစားကြပါတယ်ဒီလိုနဲ့ပဲအဲ့ဒီတောအုပ်ရဲ့အနီးအနားပတ်ဝန်းကျင်မှာတောရိုင်းတိရစ္ဆာန်တွေရှိတာကြောင့်မိခင်ဖြစ်သူစိတ်အမေကစိတ်ကလေးတွေရဲ့အနောက်ကိုအမြဲတမ်းလိုက်ပြီးကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်။တရက်မှာတော့အဲ့ဒီစိတ်ကလေးတွေကစားနေတဲ့မြင်ကွင်းကိုဝဲဘလူကတေးသေးချာချာစောင့်ကြည့်နေခဲ့ပါတယ်။နောက်နေ့မှာတော့ထုံးစံအတိုင်းကလေးတွေကအပြင်မှာကစားနေကြပြီးအမေဖြစ်သူကသူ့ရဲ့ကလေးတွေကိုတေးသေးချာချာစောင့်ကြည့်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲရုတ်တရက်စိတ်အမေကခြုံပုတ်တွေကလှုပ်ရှားမှုတစ်ခုကိုမြင်လိုက်ရပြီးသူမလည်းတေးသေးချာချာကြည့်လိုက်တော့ဝင်ဘလူတကောင်တွေ့လိုက်ရပါတယ်။အဲ့ဒီနောက်မှာပဲမိခင်ဖြစ်သူစိတ်အမေကသူ့ရဲ့ကလေးတွေအတွက်စိုးရိမ်ပူပန်လာတာကြောင့်သူမသူ့ရဲ့ကလေးတွေကိုချက်ချင်းခေါ်ပြီးကလေးတို့လာကြဟိဒီနေရာမှာကြောက်စရာကောင်းတဲ့ဝင်းပလေတစ်ကောင်ရှိနေပြီလာအိမ်ထဲကိုဝင်ကြစို့ကလေးတို့ကြီးအဲ့လိုနဲ့စိတ်မကြီးလည်းအပြင်သွားဖို့အတွက်သူ့ရဲ့ကလေးတွေကိုကဲအမေရဲ့ကလေးတို့အခုအမေသွားကြရရှိသေးလို့အိမ်ရဲ့တကောင်အားလုံးကိုပိတ်ထားခဲ့မယ်နော်ဒါနဲ့အိမ်ကိုဘသူပဲလာတကားဖွင့်မပေးရဘူးနော်အဲ့နေရဲဆိုတာဘသူမှကြိုးမမြင်ရဘူးပြီးတော့အမေအိမ်ကိုပြန်မရောက်မချင်းအေးစစ်စစ်နဲ့နေခဲ့ကြနော်တကယ်လို့အမေပြန်လာလို့အတန်တခုခုကြားလို့ကတော့အားလုံးအပြစ်ပေးမယ်ကြားလားစိတ်မပူပါနဲ့မမေကလေးတို့ကအိမ်မှာအေးစစ်စစ်နေကြပြီဘသူလာအိမ်ရဲ့တကားကိုဖွင့်မပေးဘူးနော်နောက်ပြီးဘသူ့မှလည်းအထက်ကိုဝင်ခွင့်မပေးဘူးမမေသာစိတ်ဖြောက်လက်ဖြောက်နဲ့သွားပါနော်ကလေးတွေကအဲ့လိုပြောလိုက်တော့မိခင်ဖြစ်သူစိတ်အမေလည်းအပြင်သွားဖို့အတွက်သူ့ရဲ့အိမ်ကိုအတွင်းကနေတကားပိတ်ခဲလိုက်ပြီးအိမ်ပြင်ကိုစတင်ပြီးထွက်သွားခဲ့ပါလေအဲ့နောက်စိတ်ကလေးတွေကလည်းသူတို့ရဲ့အမေအိမ်ရောက်ထွက်သွားတာနဲ့အိမ်တကားတွေကိုတေးသေးချာချာပိတ်ထားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့မိသားစုအမြဲစောင့်ကြည့်နေတဲ့ဝင်းပလွေကစိတ်အမေအပြင်ထွက်သွားတဲ့အချိန်ကိုစောင့်ပြီးစိတ်ကလေးတွေရှိတဲ့အိမ်သားကိုတဖြည်းဖြည်းနဲ့ရှောက်သွားခဲ့ပါတယ်။အဲ့လိုနဲ့အိမ်ရဲ့တကားရှိကိုရောက်လာခဲ့ပြီးတော့ဒီနေ့တော့ဘိုးတီရဲ့ကံအကောင်းဆုံးနေ့ပဲဟိ။ပြီးတော့ဒီလိုအခွင့်အရေးမျိုးနောက်ထပ်ငါရဖို့ကမလွယ်တော့ဘူး။အခုတော့အရန်ကိုအရသာရှိပြီးစားလို့ကောင်းမဲ့စိတ်ကလေးတွေကိုငါစားရတော့မယ်။ဟေးကဲအချိန်ရှိတော့ငါရဲ့အစီအစဉ်တွေကိုအများဆုံးလှုပ်ဆောင်ရမယ်။အဲ့လိုပြောပြရနဲ့ဝင်ပလွေလေတကားကိုခောက်ပြီးတော့အိမ်ထဲကစိတ်ကလေးတွေကိုပြောလိုက်ပါတော့တယ်။အထက်ကကလေးတွေတကားလာဖွင့်မေးပါ။ငါကမင်းတို့ရဲ့အမေဆိုတာကိုမေ့နေကြပြီလား။အခုချက်ချင်းတကားကိုမြင်ဖွင့်မေးစမ်း။ဝင်ပလွေကကြမ်းတမ်းတဲ့အတန်နဲ့အိမ်ထဲကကလေးတွေကိုပြောလိုက်ပေမဲ့အဲ့ဒီကလေးတွေကတော့အိမ်ပြင်ကငါတို့ရဲ့အမေမဖြစ်နိုင်ဘူး။ဘာလို့လဲဆိုတော့ငါတို့အမေကဒီလောက်ကြမ်းတမ်းတဲ့စကားတွေကိုငါတို့ကိုပြောမှာမဟုတ်ဘူး။ဘာလို့လဲမလိန်နဲ့အိမ်ပြန်ငါတို့ရဲ့အမေမဟုတ်ဘူးမင်းငါတို့ကိုလိန်နေတာရက်လိုက်ပါတော့အဲ့ဒီစကားကိုကြားတော့ဝင်းပလွေကဒေါသထွက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာပဲဝင်းပလွေကကုံစုံဆိုင်တစ်ခုအလင်းအမြန်သွားပြီးပြေးလွှားပြီးသွားခဲ့တယ်အဲ့ဒီနောက်ဝင်းပလွေကအဲ့ဒီပလင်းကစကားပြောချိုးသားစေတဲ့ဆိုတဲ့ပုံမြင်ကိုသူကြားဖို့ခဲ့တော့ပလင်းနဲ့ကချုံမြိန်နဲ့ဆေးရည်တွေကိုအကုန်လုံးမော့တောက်လိုက်ပါတယ်အဲ့လိုနဲ့ဝင်းပလွေကပလင်းနဲ့ကစကားပြောချိုးသားစေတဲ့ဆေးတွေကိုတောက်ပြီးစိတ်ကလေးတွေရှိတဲ့အိမ်ကိုပြန်ပြီးတော့သွားခဲ့ပါတယ်အိမ်ကိုပြန်ရောက်လာတော့ဝင်းပလွေလည်းတကားကိုပြန်ပြီးထပ်ခေါက်လိုက်ပြီးအိမ်ထဲကကလေးတွေကိုဟေးအထက်ကကလေးတွေအားလုံးအဆင်ပြေရဲ့လားခုနကဒီနားလေးမှာတောနဲ့ခွေးစိုးကြီးတကောင်ဖြတ်သွားတာကိုမြင်လိုက်ရတယ်ဂယူးဆိုင်ကြအောင်ကဲအမေကိုတကားဖွင့်ပေးကြပါအောင်နော်အဲ့လိုနဲ့ဝင်းပလွေကချိုသားတဲ့အတန်လေးနဲ့ကလေးတွေကိုပြောလိုက်တော့အိမ်ထဲကငယ်ဆုံးလေးကတကားကိုဖွင့်ဖို့ပြေးသွားပေမဲ့အကိုကြီးစွာသူ့ကိုတားပြီးခဏဆောင်မေးပါလို့ပြောလိုက်ပြီးတော့တကားရဲ့အောက်ခြေကနေငြိမ်သက်စွာကြည့်လိုက်တဲ့အခါမှာတော့အနက်ရောင်ခြေသေးကြီးနဲ့ချွန်ထက်တဲ့လက်သေးတွေကိုသူတွေ့လိုက်ရပါတယ်မင်းကငါတို့ရဲ့အမေမဟုတ်ဘူးမင်းကငါတို့ကိုလိန်နေတာအခုသွားချက်ချစ်ဒီတကားရှိရနေထွက်သွားလိုက်ပါအဲ့လိုနဲ့ဝင်းပလွေလည်းတက်ပြင်းချပြီးတော့ကလေးတွေကိုလိန်မိုးဆိုတာတကယ်မလွယ်ဘူးထင်ပါလေငါအခုဘာလုပ်တင်လဲအဲ့ဒီနောက်မှာပဲဝင်းပလွေကအကြံတစ်ခုရသွားပြီးသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးရုံလိုဖြူသွားအောင်လို့ဂျုံမိုးကျိတ်ဆက်ရှိတဲ့စီကိုသွားခဲ့ပြီးဟိုရောက်တာနဲ့ဟိုခုံတီးပြင်းနဲ့အခုဆိုရင်ဝင်းပလွေကောင်းကနေခြေပြားအထိဖြူနေခဲ့ပါလေဒီလိုနဲ့တတိယအကြိမ်စိတ်ကလေးတွေရဲ့အိမ်ုံသွားခဲ့ပြီးတတိယအကြိမ်တကားခောက်လိုက်ပါတယ်အဲ့ဒီခါမှာတော့အိမ်ထဲကကလေးတွေကတကားခောက်တံကိုကြားပြီးတကားရဲ့အောက်ခြေကိုကြည့်လိုက်တော့ဟေးဒီတခါတော့တကားပြင်မှာငါတို့အမေပဲအတန်းကလည်းငါတို့အမေနဲ့တူတယ်ခြေထောက်တွေကလည်းငါတို့အမေလိုပဲဖြူတယ်ဒီတခါတော့ကလေးတွေကဝင်းပလင်တွေရဲ့လှည့်စားမှုအောက်မှာအငိုင်းမိသွားခဲ့ပါတယ်အဲ့ဒီနောက်ကလေးတယောက်ကဝမ်းသာအားရနဲ့ပြေးပြီးတကားကိုဖွင့်လိုက်ပါတယ်ဒါပေမဲ့တကားရဲ့အပြင်ကကလေးတွေရဲ့အမေမဟုတ်ပဲဝင်းပလွေရဲ့ခန္ဓာကိုယ်ကနေကြုံမုံတွေကွာကျပြီးကြောက်စရာကောင်းတဲ့ဝင်းပလွေတကောင်ရဲ့ရီမောနေတာကိုသူတို့တွေ့လိုက်ရတယ်။အဲဒီနောက်ကလေးတွေကကြောက်လန့်တဲ့ကြားနဲ့ဝ
ဟိုပြေးတီပြေးနဲ့ကတင်အောင်ဇပွဲအောင်အိုးကြီးတစ်လုံးဘီရိုတစ်ခုမီးဖို့တဲ့တို့အစာရှိတဲ့နေရာတွေထဲမှာပုံအောင်နေခဲ့ကြပါတယ်။ကဲအရသာရှိတဲ့ကလေးတို့မင်းတို့ရဲ့ပုံအောင်နေမှုကနေထွက်လာခဲ့ပါတော့။ငါမင်းတို့ရဲ့ခန္ဓာကိုနာကျင်အောင်မလုပ်ပဲစားမယ်လေ။လာကြပါကလေးတို့ရဲ့ဝင်ပလွေကအဲ့လိုပြောပြီးတော့ကလေးတွေအားလုံးတယောက်ပြီးတယောက်လိုက်ဖမ်းပြီးသူ့ရဲ့ပါးစပ်ထဲကိုညှင်သားစွာထည့်လိုက်ပါတယ်။အဲ့လိုနဲ့ကလေးတွေလည်းသူ့ရဲ့ပါးစပ်ထဲမှာတင်ကုံဆုံးသွားခဲ့ပြီးကံကောင်းစွာနဲ့အဲ့ဒီတည်းကကလေးတယောက်ကပုံနေတာကိုဝင်ပလွေကမတွေ့ပဲနဲ့အဲ့ဒီအိမ်ထဲကနေထွက်သွားခဲ့ပါတယ်။ခဏကြာတော့စိတ်အမေကသူ့ရဲ့အိမ်ကိုပြန်ရောက်လာခဲ့တယ်။အဲဒီနောက်အိမ်တကားဖွင့်ထားတာအောင်မြင်တော့သူမအယံကိုအံ့ဩသွားပြီးတအိမ်လုံးလည်းအပြက်စီးတွေများနေခဲ့ပြီးတော့သူ့ရဲ့ကလေးတွေလည်းပျောက်နေတာအောင်မြင်တော့စိတ်အမေလည်းဝမ်းနည်းစွာနဲ့ငိုနေခဲ့ပါတယ်။မင်းတို့ဘယ်မှလဲကလေးတို့ရဲ့အခုပဲထွက်လာကြပါတော့။အမေအယံကိုစိတ်ပူနေပြီ။အမေကိုမနှောက်ကြပါနဲ့နော်ကလေးတို့။စိတ်အမေရဲ့ငိုတံကိုကြားတော့တနေရာမှာပုံနေတဲ့စိတ်ကလေးကထွက်လာပြီးသူ့အမေကိုပွေ့ဖက်ပြီးတော့ငိုပြီးတော့အပြက်ပြက်အားလုံးကိုပြောပြလိုက်ပါတယ်။အဲဒီနောက်မိခင်ဖြစ်သူစိတ်အမေလည်းအကြံတစ်ခုရသွားပြီးသူ့ရဲ့ကလေးကိုပြောလိုက်ပါတယ်။ကဲသမီးလေးမငိုနဲ့တော့အမေမှာအကြံတစ်ခုရှိတယ်။ဘာမှစိတ်မပူနဲ့။အမေတို့အဲ့ဒီဝင်ပလွေကိုသင်ခန်းစာတစ်ခုကောင်းကောင်းကြီးပေးရမယ်။အဲ့လိုပြောပြီးရနဲ့မိခင်ဖြစ်သူစိတ်အမေကဝင်ပလွေကိုပညာပေးဖို့လိုအပ်တဲ့အပ်နဲ့ချီတွေကိုအများဆုံးယူပြီးတော့ဝင်ပလွေရှိတဲ့နေရာကိုအလင်းအမြန်သွားခဲ့ပါတယ်။အဲ့လိုနဲ့မြစ်ကမ်းနဲ့မလန်းမကန်းကတစ်ပင်တစ်ပင်အောက်မှာအိတ်နေတဲ့ဝင်ပလွေတကောင်ကိုတွေ့လိုက်ရပါတယ်။မြေကမ်းမှာအိတ်နေတဲ့ဝင်ပလွေကိုစိတ်အမေကဝင်ပလွေရဲ့ဘိုက်ကိုကက်ကြီးနဲ့ဖြတ်ပြီးကလေးတွေအားလုံးတယောက်ပြီးတယောက်ထုတ်လိုက်ပါတယ်။အဲဒီလိုနဲ့ကလေးတွေအားလုံးလည်းဝင်ပလွေရဲ့ဘိုက်ထဲကနေထွက်လာခဲ့ပြီးတဲ့နောက်မှာတော့စိတ်အမေကဝင်ပလွေရဲ့အစာရင်အတွင်းကိုကြောက်တုံးတွေအများကြီးကိုထည့်ပြီးအနဲ့အချီကိုအသုံးပြုပြီးတော့ပြန်ချုပ်ထားလိုက်ပါတယ်။ဝင်ပလွေလည်းအချိန်တော်ကြောင်အိတ်နေခဲ့ပြီးတဲ့အချိန်မှာတော့ရုတ်တရက်မျက်လုံးပွင့်လာပြီးရေရမ်းစာတာကြောင့်မြေကန်အနည်းကိုသွားပြီးရေတောက်ဖို့ဟန်ချက်ပြင်းနေတော့ရုတ်တရက်ရေထဲကိုလဲကျသွားခဲ့ပါတယ်။တကယ်တော့ဝင်ပလွေကသူ့ဘိုက်ထဲကကြောက်တုံးတွေရဲ့အလေးချိန်ကြောင့်ရေထဲကိုပြုတ်ကျသွားပြီးအဲ့ဒီရေထဲမှာပဲရေနစ်ပြီးတော့သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီမြင်ကွင်းကိုကြည့်နေတဲ့စိတ်အမေနဲ့ကလေးတွေကတော့အယောင်ကိုပျော်ရွှင်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မိခင်ဖြစ်သူစိတ်အမေလည်းဒီကိစ္စတွေကသူ့ရဲ့ကလေးတွေကိုထားခဲ့လို့ဖြစ်ခဲ့တယ်ဆိုပြီးတော့အယောင်ကိုနောင်တရသွားခဲ့ပြီးသူ့ရဲ့ကလေးတွေကိုအန်နီရီကြားထဲကနေကယ်တင်နိုင်ခဲ့တဲ့အတွက်လည်းဝမ်းသာပီတိဖြစ်ခဲ့ပါတယ်။အဲ့ဒီလိုနဲ့မိခင်ဖြစ်သူစိတ်အမေနဲ့သူ့ရဲ့ကလေးတွေကအဲ့ဒီအိမ်ကြီးထဲမှာပဲပျော်ပျော်ရွှင်ရွှင်နဲ့နေသွားခဲ့ပါတော့တယ်